အားလုံးပဲမင်္ဂလာပါဒီနေ့တော့သင်တန်းနဲ့ဘာမှမဆိုင်တဲ့အရာတစ်ခုပြောစရာရှိတယ်เนาะပြောချင်လို့ပါအဲ့လိုပြောလို့ကျွန်တော်ကအရန်တိတက်နေတာလားအရန်အောင်မြင်နေတဲ့ဒီဇိုင်နာကြီးလားဆိုတော့မဟုတ်သေးပါဘူးကျွန်တော်အခုစူးစမ်းနေတော့မှာပဲစူးစမ်းနေပါတယ်တစ်ချိန်ကျရင်အောင်မြင်တဲ့သူတွေသူအနေနဲ့တွေ့ဖို့မြင်ဖို့စောင့်ကြည့်ပေးကြပါအောင်လို့ကျွန်တော်တက်တိတက်တဲ့အောင်မြင်နေတဲ့ဒီဇိုင်နာကြီးတွေအားလုံးကိုလည်းလေးစားပြီးတော့အားကြပါတယ်ရှင်နော်ပြောချင်တာကကျွန်တော်တို့အသက်ငယ်ရွယ်နဲ့အောင်မြင်တဲ့ဒီဇိုင်နာတယောက်ဖြစ်ဖို့စူးစမ်းခြင်းစိတ်ရှိနေတဲ့သူတွေပေါ့နော်စူးစမ်းခြင်းနဲ့ဆိုကိုကဒီဟာကြီးကိုဝါသနာပါတယ်ဆိုကိုရဲ့မွေးရပါကြတဲ့ဒီအလုံးနဲ့ပတ်သက်ပြီးတော့ပါရမီကပါလာပြီးသားဖြစ်တဲ့အတွက်10တန်းမအောင်လို့ထားပါတော့10တန်းအောင်ပြီးလို့ဘွဲမရသေးလို့ဆိုပြီးတော့ဆိုရင်စိတ်တွေများပြီးတော့ဒီအလုပ်ကြီးကိုဆရာတင်လို့ရှိရင်ငါနားလဲပါမလားတို့စိုးရိမ်နေတဲ့သူတွေရှိရဘူးမစိုးရိမ်ပါနဲ့ဆရာတွေဆိုတာလေလူဘိန်းနဲ့လည်းတင်ပေးတယ်အဲ့လိုတင်ပေးတယ်ဆိုတဲ့အပေါ်မှာကိုကပတ်စံပေးပြီးတော့တင်တန်းတွေကိုမတက်နိုင်ဘူးဆိုလို့ရှိရင်ဘောနော်ဒီဇိုင်နာကြီးတွေစီမှာဒီဇိုင်နာအကူခေါ်တယ်ပေါ့နော်အဲ့လိုဒီဇိုင်နာအကူတွေကနေစပြီးတော့ကိုကငွေကြေးမတက်နိုင်တာဖြစ်တဲ့အတွက်ကိုမှခွန်အားတက်နိုင်တယ်ခွန်အားတက်နိုင်တာပြီးကိုယ့်ရဲ့ခွန်အားလေးကိုသူတို့စီမှာသွားပြီးတော့3နှစ်လောက်လေးရှင်းလိုက်တာနဲ့ကိုယ့်စီမှာပြန်ရလာမယ်ရလက်ကြီးကနော်ဒီဆရာရဲ့တပည့်ဆိုပြီးတော့နာမည်တစ်ခုကနေစပြီးတော့ကိုတိုင်းစူးစမ်းပြီးတော့အောင်မြင်တဲ့ခြေလမ်းတစ်ခုဒီစနိုင်မှာဆိုတာသိကြတယ်နော်အဲဒါကြောင့်မို့လို့ပတ်စံမရှိဘူးကိုကမိဘမထောက်ပံ့နိုင်ဘူးဆိုငွေကြေးဥစ္စာအဆင်မပြေဘူးဆိုပြီးတော့လဲစိုးရိမ်မနေနဲ့ပညာမတတ်ဘူးဆိုပြီးတော့လဲစိုးရိမ်မနေနဲ့ကိုမှာမွေးရပါဒါကြီးကိုဝါသနာပါတဲ့ပါရမီကပါလာပြီးဒါဒီအလုံးနဲ့ပတ်သက်လို့ရှိရင်ကိုမှာသူများထက်ဝါသနာပါတာဖြစ်တဲ့အတွက်ကိုယူသွတ်တာဖြစ်တဲ့ဒီအလုံးနဲ့ပတ်သက်ပြီးတော့ဘာပဲတည်ကိုကနားလည်နေမှာသိနေမှာဘာမှမဆိုင်ဘူးဆိုရင်လည်းတက်မှာစိတ်ချသိလားကျွန်တော်ကိုရင်းမို့လို့ပြောပြတာပါကျွန်တော်ဆိုအသက်16နှစ်ခရဲအခု21နှစ်ရှိပြီဒီကြားထဲမှာစူးစားတယ်သူများအပြောဆိုခံရတယ်အဆင်ပြေရရှိလို့မပြေရလေးရှိတယ်ပေါ့နော်အဲဒါကြောင့်မလို့စူးစားပါကျွန်တော်ဆိုအခုအသက်21နှစ်ပေါ့နော်ဒီအချိန်နေမှာကိုရောက်ရမယ့် level တဲ့ကြော်ပြီးတော့ရောက်နေပြီလို့ကိုတော့ထင်တယ်ယုံလဲယုံကြည်တယ်အဲဒါကြောင့်မလို့စူးစားနေတဲ့လူငယ်တွေအောင်မြင်တဲ့ဒီဇိုင်နာတယောက်ဖြစ်ချင်နေတဲ့လူငယ်တွေပေါ့နော်နောက်ဆုံးပြီးတော့တွေးဝင်မနေပါနဲ့ဒီဇိုင်နာအကူတော့မဟုတ်ပေါ့နော်အဲ့နေရာနေစပြီးတော့စူးစမ်းကြည့်ပါကိုရောက်နေတဲ့ level ကိုကိုကဘာလိုချင်တာလဲဆိုတာကိုသိချာတွေးပြီးတော့ကိုညှစ်တင်ကြည့်ပါလို့ပြောချင်ပါတယ်